မာတို့ exercise drawing 14အဲ့ဒါလေးဆက်ပြီးတော့ဆွဲကြည့်မယ်နော်အဲ့တော့ဒီပုံလေးပေါ့နော်အဲ့တော့ဒီပုံမှာဆိုရင်အမတို့ကဘာမှတော့ဒီ command ကအများကြီးသုံးစရာမလိုဘူးပေါ့နော်သူက circle လေးရ line လေးရနဲ့ပဲဆွဲသွားရမှာပေါ့နော်ဟုတ်ပြီအဲ့တော့အမတို့အရင်ဆုံးဆွဲမယ်စဆွဲတော့မယ်ပေါ့နော်စဆွဲတော့မယ်ဆိုတော့အဓိကတော့အမတို့သူ့ရဲ့ဒီဆက်ဝိုင်းရယ်နောက်ပြီးတော့သူ့ရဲ့ဒီvertical မြင်းရယ်ပေါ့နော်အဲ့တော့ vertical မြင်းအတွက်ကိုသူပေးထားတယ်185ပေးထားရယ်ပေါ့နော်ဆက်ဝိုင်းကတော့ radius 60နဲ့ဝိုင်းထားရယ်ပေါ့နော်အဲ့ဒါလေးအရင်စပြီးတော့ဆွဲမယ်ပေါ့နော်အဲ့တော့ lambda သူက185 underပုံကနည်းနည်းကြည့်ရအောင်များကြည့်သွားပြန်ချုံလိုက်အောင်မယ်နော်ကြည့်ရတာအဆင်မပြေမှာဆိုတော့အဲ့တော့185မြင်းဆွဲပြီးသွားပြီဆိုရင် circle ကကြတော့ radius 60ပေါ့နော်ဒါဆိုရင် c under 60ပေါ့နော်ဒါဆိုရင်60 under ပြီးရင်မူးနဲ့ရွှေ့ပြီးတော့ circle ရဲ့ထိပ်ကနေကင်မယ် line ရဲ့ထိပ်မှာလာချမယ်နော်ပြီးသွားပြီဆိုရင်မတို့ကသူ့ရဲ့ဒီမြင်းလေးပေါ့နော်ဒီမြင်းလေးအဲ့ဒါဆွဲဖို့အတွက်ကမတို့ကဘယ်လောက်ဆွဲရမလဲဆိုရင်သူကအစအဆုံးပေါ့နော်ဒီမှာဒါပုံကတချမ်းပဲပြထားမယ်သူကမြင်းအစအဆုံးတော့ဒီဘက်မြင်းအစအဆုံးကို50အဲ့တော့50ဆိုတော့အမတို့ကအခုဒီမြင်းကဟိုဘက်ဒီဘက်ဆွဲရမှာဆိုတော့25စီ offset ပေါ့နော် offset လောက်ရမယ်အဲ့တော့ o under 25 under ဆိုပြီးတော့အဲ့တော့ဒီဘက်မှာအမတို့ကတချမ်းပဲဆွဲလို့ရတယ်သူကဘာလို့လဲဆိုတော့ဒီအလဲကနေပိုင်းလိုက်ဟိုဘက်တချမ်းဒီဘက်တချမ်းတူပဲလေနော်ဒါဆိုရင်မတို့တချမ်းပဲဆွဲလို့ရတယ်အဲ့တော့ဒီနေရာလေးကိုကွေးရမယ် radius ဘယ်လောက်နဲ့ကွေးရမှာလဲဆိုတော့40နဲ့ကွေးရမယ်နော်အဲ့တော့40နဲ့ကွေးမယ်ဆိုတော့ဒီနေရာလေးကိုအမ circle လေးဆွဲလိုက်မယ် circle ကိုအမဘယ်လို circle ယူပြီးမလဲဆိုရင် tangent radius ဆိုတာလေးရွေးလိုက်မယ်နော်အဲ့တော့ tangent radius ဆိုတော့ tangent radius က40အဲ့ဆိုရင်ဒီမှာဒီလိုလေးဖြစ်သွားပြီပေါ့နော်ဒီလိုဖြစ်သွားပြီဆိုအမတို့လိုချင်တာဒီနေရာလေးဒီအကွေးလေးရယ်ဒီမြင်းအဖြောင်လေးရယ်လိုချင်တာဒါဆိုရင်ဒီမလိုတဲ့နေရာတွေကိုအမတို့က tr under နဲ့တခါတည်းနော်ဖြတ်ခဲ့လိုက်ပေါ့နော်အဲ့ဆိုရင်ဒီဘက်ကိုလည်းအဲ့လိုအကွေးလေးပဲလိုချင်တာဖြစ်တဲ့ကြောင့်မလို့ခုနလိုမျိုးလုပ်ရင်မလုပ်ဘူးဆိုရင်တော့ mi under ဆိုပြီးတော့ဒီအကွေးလေးကိုမဲတာခောက်လိုက်မယ်ဒီလိုလေးဖြစ်နေရဆိုတာဒါအမတော့ auto on ထားလို့ပေါ့နော်ဒါ auto on လိုက်တယ်ဆိုရင်ရပါပြီနော်ဒါဆိုရင်မတို့က tr under နဲ့ဒီမှာ train လိုက်မယ်ပေါ့နော်အဲ့တော့ဒီပေါ်ကဒီမြင်းနေလည်းမလိုတော့ဘူးနော်ဒါဆိုရင်မတို့ရှင်းသွားပြီပေါ့နော်ပြီးတော့မတို့ဒီအောက်ကပေါ့နော်ဒီမြင်းလေးတွေဒါမတို့စပြီးတော့ဆွဲတော့မယ်အဲ့တော့ဒီအောက်ခြေမြင်းကိုဆွဲဖို့အတွက်ကသူကဘယ်လိုမျိုးတွေပေးထားရလဲဆိုတော့ပေါ့နော်ဒီအောက်ကအမမြင်းကိုပြောပြပေးမယ်နော်ဒီမှာvertical horizontal မြင်းပေါ့နော် horizontal မြင်းဒီမှာ1မြင်း2မြင်း3မြင်း4မြင်းရှိရယ်နော်မြင်းအဖြောင်ပေါ့နော် horizontal အဖြောင်မြင်းhorizontal မြင်း4မြင်းရှိရယ်
နော်ဒါကကြတော့မတို့အဆောင်ရမှာလေအဲ့ဒါလေးကိုခဏထားအောင်အဲ့တော့ဒီမြင်းလေးမျိုးကိုမတို့ဆွဲရမယ်ဒီမြင်းလေးမျိုးကိုဆွဲဖို့အတွက်မတို့အောက်ဆုံးကမြင်းပေါ့နော်အောက်ဆုံးကမြင်းဒီတော့ဘယ်လောက်ပေးထားရလဲဆိုတော့ဒီအစကနေအဆုံးက20အောက်ဆုံးကမြင်းရလေနော်အဲ့တော့ဒုတိယမြင်းကဘယ်လောက်ပေးထားရလဲဆိုတော့30အစအဆုံးက30အမတို့တစ်ချမ်းပဲဆွဲမယ်ဆိုရင်20ဆိုရင်10ဆွဲရမယ်30ဆိုရင်15ဆွဲရမယ်နော်ဒါဆိုရင်အမတို့ကဒီဒုတိယမြင်းမှာပဲတော့ဘယ်လိုဖြစ်နေလဲဆိုတော့ဗောနော်ဒုတိယမြင်းမှာအမတို့ကဒီမှာ15လဲရှိတယ်သူကဒီထိတဲ့နေရာလေးဗောနော်15လဲ30ဆိုတော့15ဗောနော်ပြီးရင်သူကဒီဘက်မှာဒီထပ်ပြီးတော့ထွက်နေတဲ့နေရာလေးရှိရဗောနော်အဲ့ဒီတော့ तू ကအစအဆုံးက40ဆိုတော့အမတို့ဒီအလဲကနေပြီးတော့ဒီထိက20ဒါနော်အဲ့တော့ဒီမှာဆိုရင်အောက်ဆုံးမြင်းက10မြင်းအပေါ်မှာကအမတို့ကဒီမှာဒီအောက်ကမြင်းနဲ့ဆက်ဖို့အတွက်ကအမတို့ဒီ30မြင်းပေါ့နော်30မြင်းဆိုတော့15နော်20ဆိုတော့10ရယ်15ရယ်20ရယ်ရှိရယ်ဒါလေးကိုနားလည်မယ်ထင်တယ်နော်ပထမဆုံးက20မြင်းရှိရယ်ပြီးကြရင်20မြင်းဆိုတော့မတို့တစ်ချမ်းပဲဆိုတော့10ဒါလွယ်တယ်ပေါ့နော်ဒါရှင်းမယ်ဒုတိယမြင်းကတော့သူ့ရဲ့မူရင်းမြင်းကတော့40ပေါ့နော်40ဆိုတော့20မြင်းရှိရဒါပေမဲ့သူဒီပထမမြင်းနဲ့ဒုတိယမြင်းရဲ့ဒီကြားထဲမှာဒီမှာဒီအမှတ်လေးရှိရဒီအမှတ်လေးကကြတော့မတို့ဒီဘယ်လောက်လဲဆိုရင်30နော်30အဲ့ဒီရမယ်နော်ပြီးရင်မတို့ဒါပထမမြင်းရဲ့ဒုတိယမြင်းပြီးရင်တတိယမြင်းကိုသွားမယ်တတိယမြင်းကကြတော့သူ့မှာဒီလိုမျိုးပေးထားတာမရှိဘူးနော်ဒီလိုမျိုးခုနတော့ပထမမြင်းနဲ့ဒုတိယမြင်းလိုမျိုးပေးထားတာမရှိဘူးအဲ့တော့တတိယမြင်းကိုမတို့ကြော်လိုက်မယ်စတုထမြင်းကကြတော့50ဆိုရင်မတို့ဘယ်လောက်လဲဆိုတော့25နော်အဲ့တော့ဒီမြင်းတွေတစ်ခုနဲ့တစ်ခုကြားတဲ့ခြားနာခြင်းကဘယ်လောက်ရှိလဲဆိုရင်5กว่าတယ်ပေါ့နော်အဲ့ဒါလေးပုံမူတည်ပြီးတော့အမတို့ဒီဒါဆွဲရမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်အရင်ဦးဆုံးအောက်ဆုံးမြင်းကိုအမတို့ရင်ဆွဲလိုက်မယ် ln ဒါတစ်ချမ်းပဲဆွဲမှာဖြစ်တဲ့ကြောင့်အမတို့ဒီဘယ်လောက်ပဲဆွဲမလဲ10ပဲဆွဲမယ်နော်ပြီးရင်ဒုတိယမြင်းမှာအမတို့ဒီ15တခါ20တခါဖြစ်နေရပါဘောနော်ဒါဆိုရင်မှဒုတိယမြင်းကိုဆွဲဖို့အတွက်က ln ဒါ15ကိုဆွဲလိုက်မယ်နော်15မြင်း15 and ပြီးရင်မူးနဲ့ရွှေ့လိုက်မယ်အပေါ်ဘယ်လောက်ရွှေ့ရမလဲ5 and ဒါမှသာအမတို့ဒီမြင်းနှစ်ခုကိုအမတို့ဘာလုပ်လို့ရမှာလဲဆက်လို့ရမှာဆက်လိုက်တယ်ဗောနော်ပြီးရင်ဒီမှာအမတို့ဒီသူ့ရဲ့မူရင်းမြင်းက20မြင်းကိုအဲ့တော့15ပဲဆွဲထားဖြစ်ကြအမတို့ဒီ5လို့တည်ရယ်ရှေ့ထုတ်လိုက်တယ်နော်ပြီးရင်အမတို့ဒီနောက်မြင်းကဘာမြင်းဘယ်လောက်လဲဆိုတော့50ဆိုတော့25မြင်းเนาะ25မြင်းဒီစရုပ်ထမြင်းအဲ့တော့သူဒီမြင်းတစ်မြင်းနဲ့တစ်မြင်းမှာ9กว่าတာဆိုတော့တတိယမြင်းမရှိဘူးစရုပ်ထမြင်းဆိုတော့မတို့ဒီ10ဖြစ်သွားမှာပေါ့เนาะ10ဖြစ်သွားမှာပေါ့အဲ့တော့နောက်အောက်ဆုံးဒီမြင်းကအောက်ဆုံးကနေပဲဆွဲကြိုက်တဲ့နေရာကနေတော့ဆွဲလို့ရတယ်เนาะအဲ့တော့ဒီအောက်ဆုံးကနေဆွဲမယ်ဆိုရင်လည်းရတယ် ln ဒါနော်သူက25ဒါမဟုတ်ဘူးဒီနေရာလေးကနေဆွဲကျင်တယ်ဆိုလည်းရတယ်เนาะln ဒါ25ဆွဲလိုက်မယ်ပေါ့နော်25စတုထမြင်းကိုဆွဲဖို့အတွက်25ဟုတ်ပြီပြီးရင်မတို့ဒီ25ကိုမတို့အပေါ်ကိုမူးနဲ့ရွှေ့တဲ့အခါမှာတတိယမြင်းသာဆိုရင်5ပဲกว่าမှာစတုထမြင်းဖြစ်တဲ့ကြောင့်မတို့ဒီဘယ်လောက်กว่าသွားလဲ10กว่าသွားတယ်ဘယ်လောက်လဲ10 and အဲ့တော့ဒီအလဲမှာမြင်းရှိမယ်ပေါ့နော်အဲ့တော့ဒီဒုတိယမြင်းနဲ့စတုထမြင်းကိုမတို့ဒီဘာလုပ်ရမလဲဒီမှာသူပြထားရနော်ဒီမှာဆက်ထားရနော်ဒီမှာဆက်ထားအဲ့တော့ကြောင့်မလို့မတို့ကမြင်းနှမြင်းရဲ့အဆုံးမှတ်တွေကိုဘာလုပ်လိုက်မလဲဆိုတော့ဆက်လိုက်မယ်ပြီးရင်မတို့ဒီတတိယမြင်းကိုဒါ9กว่าပြီးတော့ offset on ဒါ5 and ဆိုပြီးတော့ဒီမြင်းကို offset နော်အဲ့တော့အောက်ကမြင်းဒီဒုတိယမြင်းကိုလည်းအပေါ်ကို offset လုပ်လို့ရတယ်လို့အပေါ်ကမြင်းကိုလည်းအောက်ကို offset လုပ်လို့ရတယ်နော်ဒါပေမဲ့အပေါ်ကမြင်းကိုမတို့အခု offset ပေါ့နော် offset လုပ်လိုက်တဲ့ခါကျရင်ဒီမှာထွက်နေတာကိုမတို့က tr enter နဲ့ train ရမယ်နော်တကယ်လို့မြန်အောက်ကမြင်းပေါ့နော်o enter 5 enter ကိုအောက်ကမြင်း offset ရိုက်လိုက်တယ်ဆိုရင်မတို့ဒီမှာဆက်ပေးရမယ်အဲ့တော့ဘာနဲ့ဆက်မလဲEH enter နဲ့ဆက်ပေးရမယ်။ဒါပေမဲ့ဒါကိုကြိုက်တယ်လို့ရရနော်။ဟုတ်ပြီအဲ့တော့မတို့ဒီတစ်ချမ်းပြီးသွားပြီပေါ့။တစ်ချမ်းပြီးသွားတော့ဟိုဘက်တစ်ချမ်းကိုအမတို့က
mirror ပေါ့နော် mirror ခောက်လိုက်မယ်အဲ့တော့မခောက်ခင်မှာ तू ကဒီနေရာလေးကို तू ကဘာလုပ်လိုက်လဲဆိုတော့ hash ချဲထားတယ်နော် hash လေးချဲထားရဆိုတော့မတို့ကလည်း तू နဲ့တူအောင်လို့h under hash ချဲမယ်ပေါ့နော် hash ချဲတဲ့အခါမှာရွေးတဲ့အခါမှာမတို့ solid ကိုပဲရွေးလိုက်မယ်နော်ရပြီပြီးကြရင် tr under ဆိုပြီးတော့ trim မယ်ပေါ့နော်ပြီးရင်ဘာလုပ်မလဲဒါလေးကတော့ဖြတ်မယ်ပေါ့နော်အဲ့တော့ဒီဘက်တစ်ချမ်းကိုမတို့က my under ဆိုပြီးတော့မေရာခောက်မယ်ပြ selection နဲ့မေရာခောက်တယ်သူ့ကိုလည်းအဲ့တိုင်းပဲမလူတဲ့နေရာ tr under ဆိုပြီးတော့ trim မယ်ဒါကတော့မထိတော့ဘူးဆိုတော့မတို့ erase နဲ့ဖြတ်မှရမယ်နော်ဟုတ်ပြီဒါဆိုရင်ပြီးသွားပြီပေါ့နော်သူ့ရဲ့ဒီအောက်ကနေရာလေးပြီးသွားပြီးလဲပြီးတော့မတို့ကဘယ်လိုဆက်လုပ်မလဲဒီမှာအဆောင်မြင်းလေးတွေရှိအဆောင်မြင်းကလည်း तू ကဘယ်လောက်กว่าလဲဆိုရင်တဲ့9กว่าတယ်နော်အဆောင်မြင်းကလည်းဘယ်လောက်กว่าလဲဆိုရင်9กว่าတယ်9กว่าပြီးတော့ဒီအဆောင်မြင်းကဘယ်နှချောင်းရှိဘယ်နှမြင်းရှိလဲဆိုတော့1 2 3 4 5 6မြင်းရှိတယ်နော်အဆောင်မြင်းက6မြင်းရှိရယ်ဒါဆိုရင် तू ကစောင်းတာဘယ်လိုစောင်းမလဲဆိုတော့ဒီ distance က5กว่าမယ်ဆိုတော့ l under 5 under ပြီးရင်ဒီလိုမျိုးဆက်လိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့မတို့ဒီ 5 ဆွဲထားတာဒီနေရာလေးကထက်နေရဆိုတော့ဖြတ်ရမယ်ပေါ့နော်တကယ်လို့မြန်ကိုကအဲ့လိုမဖြတ်ချင်ဘူးဆိုရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ခုနမြင်းလေးကိုဖြတ်ချင်ဆို l under t k under ဆိုပြီးတော့ဒီကနေပဲမတို့ဒီဘယ်လောက်ပြမလဲ5အဲ့ဆိုတော့ဒီအပေါ်5တက်သွားပြီเนาะမြင်းလည်းမဆွဲဘူးเนาะမြင်းမဆွဲဘူးပြီးသွားပြီမတို့ကဒါပြီးသွားပြီဆက်ပြီးတော့သွားချင်တဲ့နေရာမရှိတော့ဘူးပေါ့เนาะဒီ5ဒီ vertical 5ပဲတက်ချင်တာပေါ့เนาะထပ်ပြီးတော့မသွားတော့ဘူး line ဆွဲတော့မယ်ဆိုရင်မတို့က under ဆိုပြီးတော့ line စပြီးတော့ဆွဲလို့ရပြီဒါဆိုရင်မတို့ဒီနေရာလေးကိုခုနလိုမျိုး5လိုမျိုးဖြတ်เสียမလို့တော့เนาะဒီမှာမြင်းမရှိဘူးပေါ့เนาะဟုတ်ပြီအဲ့တော့မတို့ဒီအပေါ်ကိုမတို့က copy ယူမယ် copy ဒီအဆောင်မြင်းလေးဘယ်နှမြင်းရှိရလဲ6မြင်းပေါ့เนาะဒီမူရင်းမှာပါတယ်ဆို6မြင်းဆိုတော့ copy အဲ့တော့ဒီကနေပြီးတော့တက်မယ်ဒီမှာ1မြင်း2မြင်း3မြင်း4မြင်း5မြင်းပေါ့เนาะအဲ့တော့မူရင်းမှာရှိတော့1 2 3 4 5 6เนาะ1 2 3 4 5 6ဟုတ်ပြီအဲ့လိုမျိုးမတို့ copy နဲ့သွားလို့ရတယ်လို့အဲ့လိုမျိုးပေါ့နော်တစ်ခုသွားလို့ရတယ်လို့မတို့ copy ကို array နဲ့လည်းသွားလို့ရတယ်ပေါ့နော်ဒါကတော့ command ကိုများသိလေများဟိုမြန်လေပဲပေါ့နော်အဲ့တော့အဲ့ဒီ copy ကို array နဲ့သွားတာလေးကိုပြပေးမယ်အဲ့တော့ဘယ်လိုသွားမလဲဆိုရင် copy ပဲပေါ့နော် co under copy under အဲ့ဒီမှာအမတို့သူ့ရဲ့ဒီမှာbase point ပေါ့နော် base point ပြခိုင်းတာ base point ပြအဲ့ဒီမှာတော့ဘာထပ်ပြီးတော့ပြောလဲဆိုတော့နောက်ထပ်က second point ပြရတော့မယ်ခုနကတော့မတို့ဒီ second point ပြရခုနက first point ပြပြီး second point ပြရပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ second point မပြဘဲနဲ့မတို့ဘယ်လိုမျိုးသွားမလဲဆိုရင် array နဲ့သွားချင်တာ array နဲ့နော် array နဲ့သွားမယ်ဆိုတော့အဲ့တော့မတို့ဒီဘာရွေးမလဲဆိုတော့ a under ပြီးတော့မှသူက array ဘယ်နှခုပွားမှာလဲပေါ့နော်ဘယ်နှခုပွားမှာလဲဘယ်နှခု copy လုပ်မှာလဲပေါ့နော်copy ကိုမှဘယ်နှခု array လုပ်မှာလဲပေါ့နော်ဒါဆိုရင်မတို့ကမူရင်း object ကိုထည့်ပြီးတော့ရည်ရတာဖြစ်တဲ့ကြောင့်မလို့မတို့ဒီ6လို့ရေးရပါမယ်9လို့မရေးဘူးပေါ့နော်6 under ပြီးကြရင် second point ကဘယ် point ဖြစ်မလဲနော် second point ကသူက9ပဲกว่าချင်တာဟုတ်မတို့ first point ကဒီကနေဆိုရင် second point က9กว่าမယ်နော်10กว่าချင်တယ်ဆို10အကွာဝေးပေါ့နော်ဒီမှာဆိုရင်သူကဒီမှာတက်လာဒီမှာအကွာဝေးပေါ်မူတည်ပြီးတော့သူကအကွာဝေးတော့တူပဲပေါ့နော်ကိုဒုတိယထည့်မယ် second point ထည့်မယ်ပေါ်မှာမူတည်ပြီးတော့ तू ကဒီမှာအကွာဝေးတွေကွာသွားမှာပေါ့နော်ဟုတ်ပြီအဲ့တော့မတို့ second point ကဘယ်နေရာလေးလဲဆိုရင်ဒီကဒါ first point ဒီနေရာလေးကဒါ second point ပဲပြီးသွားပြီပေါ့နော်အဲ့ဆိုရင်မတို့ဒီ1 2 3 4 5 6ရမယ်နော်အဲ့လိုမျိုးလေးပွားလဲရတယ်ပေါ့နော်ခုနလိုမျိုးမတို့ copy ရနေပြီးတော့ဟို9ကထပ်ပြီးတော့လောက်เสียမလို့တော့ဘူးပေါ့နော် array နဲ့ကြတော့နော်ပြီးသွားပြီဆိုရင်မတို့ဒီမြင်းလေးကဒီမှာvertical မြင်းလေးပိတ်လိုက်ရုံပဲ sorry horizontal မြင်းလေးပိတ်လိုက်ရုံပဲ l under ဒီမှာပေါ့နော်ဒီနေရာမှာဒီမှာ perpendicular ဆိုတာပြရပေါ့နော်တကယ်လို့များမပြခဲ့တဲ့သူရှိရယ်ပေါ့နော်ရှိရယ်ဆိုရင်မတို့ကဒီ os ပေါ့နော် os under object snap ပေါ့နော် object snap မှာမတို့ဒီမှာ perpendicular လေးပြုတ်ခဲ့တယ်ဆိုရင်မပြအောင်ဖြစ်နေမှာပေါ့နော်
under ဒီလိုလေးဒီဒါလေးပဲပြနေမှာနော်အဲ့တော့မတော် perpendicular ပြချင်တယ်ဆိုရင်နော် OS under L underပြီးရင်သူကဒီ horizontal အပေါ်မှာတမြင်းရှိသေးရပေါ့နော်အဲ့တော့ horizontal တမြင်းရှိတာဒီသူတည်တဲ့ distance အမတို့ဒီ5กว่าမယ်ပေါ့နော်အဲ့တော့5กว่าမှာဖြစ်တဲ့ကြောင့်အမတို့ဒီ O under 5 under ဟုတ်နော်ဒါဆိုရင်အမတို့အောက်ခြေပြီးသွားပြီပေါ့နော်ဒီမီးလုံးလေးရဲ့ဒီအောက်ခြေလေးဒါပြီးသွားပြီဆိုတော့ဒီအပေါ်ကိုအမတို့ဆွဲဖို့အတွက်ကဘာလို့လဲဆိုတော့သူ့ရဲ့ဒီ line ပေါ့နော်ဒီမှာ line ဆွဲရမယ် line ဒီသူ့ရဲ့ vertical ပေါ့နော်သူ့ရဲ့ vertical ဒီ vertical မြင်းဆွဲရမယ် vertical မြင်းသူ့ရဲ့အမြင်းအရှည်ဒီ20ပေးထားတယ်နော်မြင်းအရှည်ဒီ20ဒီ horizontal ဒီ15နော် horizontal ဒီ15ဆိုတော့မတို့ဒီ 7.5 ပေါ့နော် 7.5 အပေါ်တက်ရမှာဒီမြင်းဒီဘယ်လောက်တက်ရမလဲဆိုတော့20တက်ရမယ်ပေါ့နော်ဒါဆိုရင်မတို့ 7.5 ဆိုတဲ့မြင်းလေးပေါ့နော်ဒီမတို့မြင်းအနေနဲ့မဆွဲဘူးเนาะမြင်းအနေနဲ့မဆွဲဘူးဒီမှာ L under ဆိုပြီးတော့ဒီကနေပြီးတော့မတို့ဒီမှာ 7.5 ပြီးကြရင်20အဲ့လိုမျိုးတက်တဲ့ခါကျရင်မတို့ဒီ 7.5 ပြန်ဖြတ်နေရမှာမြင်းကနှစ်ထပ်ဖြစ်နေမှာပေါ့နော်အဲ့အတွက်ကြောင့်မလို့မတို့ခုနကတော့လိုပဲ L under ပြီးရင် TK under မတို့ဘယ်လောက်ပြမလဲဘယ်လောက်လဲဆိုတော့မတို့လိုချင်တာဒီ 7.5 underနော်ဒါဆိုဒီမှာ 7.5 မြင်းလေးရသွားပြီပေါ့နော်မြင်းမပါဘဲနဲ့အမှတ်လေးရသွားပြီပေါ့နော်ပြီးရင်အပေါ်မတို့က line စပြီးတော့ဆွဲတော့မှာစပြီးဆွဲရမယ်ဆိုရင်တော့မတို့ under ခောက်ပြီးတော့ဒါထွက်လိုက်မယ်ပေါ့နော် TK မရှိတော့ဘူးအဲ့တော့ဒီမှာဆိုရင်မတို့ဒီဘယ်လောက်ဆွဲမလဲဆိုတော့20 under နော်20ဆွဲပြီးသွားပြီဆိုရင်မတို့ဒီသူကဒီဘက်ထဲကိုမတို့ဒီဒါဝင်ရမယ်ပေါ့နော်ဒီဘက်ထဲဝင်မယ်ဆိုတော့ဒီမြင်းပေါ်မှာပဲမတို့ခြားရတော့မှာတချမ်းပဲဆွဲမှာဆိုတော့နော်ပြီးရင်သူကဒီအပေါ်မှာဒီမြင်းအဖြက်လေးရှိရပေါ့နော်ဒီမြင်းအဖြက်လေးကိုမှဒီမြင်းအဖြက်ကဘယ်လောက်လဲဆိုတော့9ပေါ့နော်9အဲ့တော့သူ့ရဲ့မြင်းအစအဆုံးဒီမြင်းဒီ15ရှိရယ်15ရှိရယ်နော်အဲ့တော့15ရှိရယ်ဒီနေရာဒီမြင်းဒီမတို့ဒီဒါ30ရှိရယ်ဆိုတော့မတို့ဒီဟိုဘက်9ဒီဘက်9ဖြစ်သွားမှာပေါ့နော်အဲ့တော့ဒီ5ပေါ့နော်ဒီ5လေးဒီအမတို့ဒီအောက်ဒီမြင်းကနေပြီးတော့အမတို့ဒီ15မြင်းပေါ့နော်ဒီ15မြင်းကနေပြီးအမတို့အပေါ်ကိုဘယ်လောက်กว่าဝေးလဲဆိုတော့ 2.5 กว่าဝေးတယ်ပေါ့နော်အဲ့တော့ဒီမှာအမက O under ဆိုပြီးတော့ O under 2.5 under နော်ဒါဆိုရင်ဒီမြင်းဒီမတို့ကဒါ15မြင်းဖြစ်နေတော့မယ်တကယ်တော့မတို့ဒီ15မြင်းမဆွဲကြဘူး9ပဲဆွဲကြတာ9ဆိုတော့မတို့တချမ်းဆိုတော့ဘယ်လောက်ပဲလဲဆိုတော့2.5 ပဲဆွဲကျင်တာပေါ့နော်အဲ့တော့ဒီမှာဒါလေးရသွားပြီပေါ့နော်ရသွားတော့အမတို့ပုံလေးနဲ့တူအောင်လို့ဒါကိုဆက်လိုက်မယ်ပေါ့နော်ပြီးွားရင်အမတို့ဒီအပေါ်ကိုတက်မယ်မြင်းအဲ့ဒီမြင်းဒီမတို့ဒီဘယ်လောက်မြင်းလဲဆိုတော့25မြင်းเนาะ25မြင်းတက်မယ်ပြီးကြရင်မတို့ဒီဘက်ကိုထွက်လာမယ်ပေါ့နော်ဒီဘက်ကိုထွက်လာမှဒီဘယ်လောက်ထွက်လာမလဲဆိုတော့မတို့ဒီ 2.5 ထွက်လာမယ်เนาะ 2.5 ထွက်လာမယ်ဘာကြောင့် 2.5 လဲဆိုတော့မတို့ဒီအစအဆုံးဒီဘယ်လောက်ရှိရလဲဆိုတော့30ရှိရเนาะဒီမြင်းအခုဒီမြင်းနေတာ30ရှိရယ်30ရှိရယ်ဆိုတော့မတို့ဒီတဝက်ပေါ့နော်တဝက်ဒီ5အဲ့တော့ဒီဘက်တဝက်ဒီ 2.5 ပေါ့နော်အဲ့တော့မတို့ဒီမြင်း25မြင်းဆွဲမယ် vertical 25မြင်းဆွဲမယ်ဒီဘက်ကို 2.5 ထွက်မယ်
နော် horizontal 2.5 ထွက်မယ်ပြကြရင် vertical 2.5 ပြန်တက်မယ်ပြီးရင်မတို့ဒီရဲ့အလဲကိုသွားမယ်အလဲဒီဒါမတို့ဘယ်လောက်ရှိရမလဲဆိုတော့5ရှိရမယ်နော်ရမယ်နော်အဲ့ဒါဆိုရင်ဒါအမတို့ပြီးသွားပြီပေါ့ပြီးသွားတော့အမတို့ဒီလိုတဲ့နေရာလေးပုံလေးတွေပေါ်သွားအောင်တော့အမတို့ဒီမဲတာပဲခောက်လိုက်တော့မယ်နော်ပြီးရင်အမတို့ဗာဆက်ပြီးတော့ဆွဲမလဲဆိုတော့ဒီအပေါ်ကဒီဆော့ဝိုင်းလေး3ခုပေါ့နော်ဆော့ဝိုင်းလေး3ခုကိုဆွဲမယ်ဆွဲဖို့အတွက်ကအမတို့ဒီဘာလို့လဲဆိုတော့ဒီဆော့ဝိုင်းရဲ့ထိပ်ပေါ့နော်ဒီဆော့ဝိုင်းဆွဲမယ်ဒီနေရာဒီထိပ်လေးတွေပေါ့နော်ဒီမြင်းအဖြတ်ထိပ်လေးတွေအဲ့ဒီထိပ်ဒီတဲ့ဒီအောက်ကအမတို့ခုနကတော့ဟိုဟာ offset ပေါ့နော် offset လုပ်ခဲ့တဲ့ဒီ horizontal မြင်းကနေပြီးတော့89.5 กว่าဝေးတယ်ပေါ့နော်ဒါဆိုရင်အမတို့က O under နော်89.5ဆိုပြီးဒီမှာဒီလိုလေးရသွားရသွားပြီမဲ့မတို့ကဒီမှာဆက်ဝိုင်းဆွဲရမှာဒီ3ဝိုင်းပေါ့နော်ဒီမှာဒီလိုအကလေးက3ခုဖြစ်နေရပေါ့နော်3ခုဖြစ်နေတော့သူကဘယ်လိုမျိုးရှိလဲဆိုရင်တဲ့ပထမဒီအလဲကအဝိုင်းလေးပေါ့နော်အလဲကဒီအခုံးလေးကကြတော့20ပြကြရင်ဒီအပြင်ပေါ့နော်အပြင်ကကြတော့မဘယ်လောက်ရှိလဲဆိုရင်တဲ့သူကအစအဆုံးက90ရှိတယ်တဲ့ဒါဆိုရင်20ဆိုတော့90ရဲ့20ကိုနှုတ်တော့30ဆိုတော့မတို့ဒီဘက်တဝိုင်းဒီ15ဒီဘက်တဝိုင်းဒီ15ရှိမယ်နော်ဒီအလဲကဘယ်လောက်ရှိလဲဆိုတော့20ရှိရဒါဆိုရင်မတို့ကမြင်းအဖြက်လေး3ခုဆွဲလိုက်မယ်ပေါ့နော်မြင်းအဖြက်3ခုဆွဲမယ်ဒါပေမဲ့မတို့တစ်ချမ်းပဲဆွဲမယ်ဆိုရင်နော်ဒီဘက်တစ်ချမ်းပေါ့နော်ဒီဘက်တစ်ချမ်းကိုဆွဲမယ်ဆိုရင်မတို့ဒီ20ဆိုရင်မတို့ဒီဘယ်လောက်မြင်းဆွဲမလဲဆိုတော့10မြင်းဆွဲမယ်ပေါ့နော်ဒီဘက်ကတော့မတို့အပြည့်ဆွဲရမယ်15ဆွဲရမယ်ဒါဆိုရင်မတို့မြင်း10မြင်းရယ်15မြင်းရယ်ထပ်ဆွဲလိုက်မယ်ပေါ့နော်နော်ဒီမှာ10မြင်းဆွဲပြီးသွားပြီဆိုရင်အလန်ဒါဘာဆွဲမလဲဆိုတော့15နော်ဒါဆိုရင်မြင်းဖြက်လေးမတို့သိတာနှစ်ခုရသွားပြီပေါ့နော်10ရယ်15ရယ်နှစ်ခုရသွားပြီအဲ့တော့အမတို့ဆွဲထားတာဒီနော်ဆွဲထားတာဒီထိတ်ကိုဆွဲထားတာပေါ့နော်ထိတ်ကိုဆွဲထားတာဖြစ်တဲ့ကြောင့်အမတို့ဒီဆော့ဝိုင်းဆွဲတဲ့ခါကျရင်အဲ့တော့ဒီမှာအကွာအဝေးထပ်ပြီးတော့ပေးထားရပါတော့အကွာအဝေးကဒီမှာ5ပေါ့နော်အဲ့တော့မှ offset ထပ်ပြီးတော့သုံးပါမယ် O under 5 under ပေါ့နော်နော်ဒီပုံတွေကတော့လေအမှားဆွဲတဲ့အတိုင်းသွေးမသိမ်းလိုက်ဆွဲမှမဟုတ်ဘူးเนาะဒါကိုတခြား command တွေလည်းသုံးပြီးတော့လဲဒါဆွဲလို့ရတယ်เนาะအဲ့တော့ဒီမှာဒီလိုလေးရသွားပြီပေါ့နော်ဒီမှာမြင်းလေးတွေရသွားပြီမြင်းလေးရသွားပြီဆိုတော့အမတို့ဒီcycle ဆွဲမယ်ပေါ့နော်အဲ့တော့ cycle ကအမ3 point နဲ့ဆွဲလိုက်မယ်ပေါ့နော်3 point နဲ့ဆွဲလိုက်မယ်အဲ့တော့မတို့ဒီမှာ step point ရှိရယ် mid point ရှိရယ်နောက်ပြီးတော့ end point ရှိရယ်ပေါ့နော် end point နောက်တစ်ခါ cycle ပေါ့နော် cycle ကလည်းအဲ့တိုင်းမှာ3 point ဆိုတော့ဒီမြင်းအတွက်ကဒါက step point ဖြစ်သွားမှာပေါ့နော်
first point ရှိမယ် second point ရှိမယ်နော်အဲ့တော့မတို့နောက်ထပ် circuit တစ်လုံးဆွဲလို့လည်းရတယ် mirror ခောက်လို့လည်းရပါပေါ့နော်ကိုကြိုက်တယ်လို့ဆွဲဒါဆိုမတို့လိုချင်တဲ့ဒီနေရာလေးတွေရသွားပြီအပိုင်းလေးရသွားပြီနော်ပိုင်းလေးရသွားပြီဆိုတော့မတို့ဒီအပေါ်ကမလိုရကြဘူးမတို့ tr enter နဲ့ train ရင်ကြာတယ်ပေါ့နော်ဒီမှာဆိုရင်တော့ tr enter နော်ပြကြရင် object ကို select ပြီးဒီဟာပေါ့နော်သူ့ရဲ့အပေါ်အကုန်လုံးဖြတ်မှာဆိုတော့ enter ပြီးရင်ဒါတောက်လျှောက်ဖြတ်သွားရုံပဲနော်ပြီးသွားရင်သူ့ရဲ့ဒီအစွန်ပေါ့နော်ဒီအစွန်နေရာလေးကနေပြီးတော့မြင်းသည်လာမယ်ဒီမှာအလဲကိုလာမယ်ပေါ့နော်ဒီနေရာလေးရဲ့အလဲကိုလာမယ်နောက်တစ်ခါကျရင်ဒီမြင်းဒီလည်းအဲ့တိုင်းပဲဒီရဲ့အလဲကိုလာမယ်ပေါ့နော်အဲ့ဒီတိုင်းမှာတို့ဒီဆောင်းလေးဆက်ပေးပါမယ် l enterမလိုတဲ့မြင်းတွေမှာတော့ဖြတ်လိုက်တော့မယ်ပြီးရင်ဒီဘက်ချမ်းအောင်မှာတော့မဆွဲဘူးဆိုရင်မဲတာပေါ့နော်အလဲမြင်းလည်းအမတို့ဖြတ်လိုက်မယ်ပေါ့နော်ဒါဆိုရင်အမတို့ဆွဲနေတဲ့နော်မီးလုံးလေးပြီးသွားပြီပေါ့နော်မီးသီးလေးပြီးသွားပါပြီအဲ့တော့ dimension တက်မယ်ဆိုတော့ dimension ကဒီကနေပြီးတော့တက်လို့တော့မရဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီမှာမတူဘူးသူ့ရဲ့ပုံနဲ့ dimension ရဲ့ size နဲ့အရန်ကွာနေရဲ့အဲ့တော့မတို့ဒီ dimension style ကိုပါကိုအသစ်ခေါ်ပြီးတော့ဒါတက်ရမယ်ပေါ့နော်အဲ့တော့ဒီပုံလေးကိုလိုက်ပြီးတော့ဆွဲကြည့်ပါအောင်နော်မခတ်ပါဘူးနော်အဲ့တော့ပုံတွေကလေကိုယ့်ဘက်ကိုလည်းတစ်ချက်ဆွဲကြည့်ကြည့်နော်ကိုယ့်ဘက်ကိုဆွဲကြည့်ကြည့်ပြီးတော့မှမရတဲ့နေရာလေးတွေကိုဒါအမဆွဲပြရလေးနဲ့တစ်ချက်တိုက်ကြည့်လိုက်ပေါ့နော်ဒါဆိုရင်မတို့မှတ်မိသွားလိမ့်မယ်နော်အဓိကတော့ပုံပေါ်ဖို့ဆိုတာဒါမတို့ command တွေဒီပုံတွေဆွဲနေရဆိုတာဒါ command တွေလေ့ကျင့်တာပဲပေါ့နော်ကို command တွေဘယ်လောက်ရလဲဘယ်လိုမျိုးအသုံးချတတ်လဲဆိုတာကိုဒါ practice လုပ်တဲ့သဘောပဲပေါ့နော်ဒါမှတို့ major အနေနဲ့ပြောရင်တော့ဒီ electrical မှာတော့ဒါ electrical ဆိုတော့ electrical ဘက်ကနေပြောပါတော့เนาะဒါ electrical major အနေနဲ့ဆိုတော့ဒီပုံတွေကဒါအမတို့မဆွဲရဘူးလေเนาะအမတို့ဒီမှာဒီ project တွေထဲမှာဆွဲရတာဒီလိုပုံတွေမဟုတ်ဘူးဒါတွေကဘာလုပ်တာလဲဆိုတော့အမတို့ဒီ command တွေကိုကိုရအောင်လို့ command တွေအမတို့ပိုင်အောင်လို့ practice လုပ်တဲ့သဘောပဲပေါ့เนาะဒါဆိုရင်ဒီပုံလေးဆွဲကြည့်ပါအောင်เนาะ